တကယ်တော့လေစိတ်တုန်နေတဲ့အချိန်တို့စိတ်ဆိုးနေတဲ့အချိန်တွေမှာဒါလေကိုကိုအော်တာလို့ကိုပြန်ပြောတာလို့လောက်တာတကယ်တော့လေကိုဆုံးမလို့ရှိရင်လိမ့်မှမဲ့ကလေးလေးပါနော်